အဆိုတော့မျိုးကြီးရဲ့ညီရဲ့နာမည် မျိုးကြီးရဲ့ညီရဲ့နာမည် ဟုတ်တယ် မျိုးလေး မျိုးလေးကိုချစ်သူရဲ့ခန္ဓာကိုယ်မှာနူးညံ့သောစိတ်ပိုင်းရမှာ ပါ ကန်ကြီးရရဟာမှန်ပါတယ်ဗျာမတိနဲ့အောင်စောမတိနဲ့တော့ ဒေါ်လာ100လေး အားလုံးပဲ Merry Christmas ပါခင်ဗျာကျွန်တော်ဒီနေ့တန်းချောင်းလမ်းမှာကျွန်တော်မိခွန်းနေလိုက်မေးမယ်မိခွန်းတွေမေးရင်လက်ဆောင်တွေကိုကျွန်တော်ပေးဝေသွားမှာဖြစ်ပါတယ်လက်ဆောင်လေးတွေပေးမယ်မိခွန်းလေးတွေလိုက်မေးပါမယ်ခင်ဗျာဘိုင်းပေါက်တွေလည်းပါတယ်ဆိုင်တွေလည်းပါတယ်မိခွန်းတွေကအရင်ခက်တယ်ပြင်နိုင်ပါမလား ထိုင်းကြည့်မယ်လေ အဲ့ဆိုရင်မေးမယ်နော်မကြီးပင်ပါပင်လေ ကြီးပင် မကြီးပင်မှန်ပါတယ်ခင်ဗျာမကြီးပင်ပါပဲခင်ဗျာ မိုင်းမောက်ဟေး ဟေးလာဘယ်လောက်လဲ 9000ပါ 9000ပေါက်တယ်ခင်ဗျာ9000ပေါက်သွားပါတယ်ဝလုံးကန်တဲ့ခါကျရင်ဘယ်ခြေထောက်နဲ့ကန်ပို့ပြီးတော့ပို့ကောင်းဝလုံးကန် ညာနဲ့ ဒီကမှားပါတယ်ကိုခြေထောက်နဲ့ကိုကန်လာကောင်းဆုံးကြိုက်တဲ့အိမ်ကြီးအဖြစ်မဲ့တယ် အချစ်တွေဖြစ်မယ်ထင်တယ် ဒီမှာနဲ့အားလုံးပြပါတယ်ခင်ဗျာဒီမှာနဲ့တော့ဟောတော့9000ကနေစပါတယ်9000ပါတယ်1000ပါတယ်ဘိုင်းပေါက်လည်းပါတယ်ဘယ်အောင်ပေးသွားမလဲတိမ်မြောင်နဲ့ခက်နဲတာလေးမေးကိုချစ်သူရဲ့ခန္ဓာကိုယ်မှာနူးညံ့ဆုံးစိတ်ပိုင်းရပါဒါပြီ ပါ ပါလား ပါ အဲ့ဒီမယ်နော်ဟာမှန်ပါတယ်ဗျာမှန်နေဗျာ မြစီ ဟာနေဟာအတေးယူတေးယူ ဒီလိုနဲ့ တေးယူ အာ တရား အဲ့လေအာဝါရလို့ တရားဆိုရင်ဘလိုင်းပေါက်ပါတယ်ခင်ဗျာဘလိုင်းပေါက်တယ် ဒီကိန်းလား လိုင်းပေါက်မှာနေနာ ပြောရှိတော့နေ နာဘာလေးလိုချင်လဲဒါလေး ပူပေးတာကိုကတော့ဖောက်တာတော်မှန်းသိပါ ကမ်ကြည့်နေဟမ်အောက်ကကမ်ကြည့်နေအတော့ဝဲ အဲ့တော့ပဲ ဖောက်ဘူးတယ်နော်ဘလိုင်းပေါက်တယ်ဘာဖြစ်မလဲဝဲဝေး ဟေးချစ်စရာလေး လိုင်းပေါက်လည်းပါအောင် အဲ့ပါလေ ဟမ်လိုင်းပေါက်လေးလည်းပါမယ်ခင်ဗျာနော်အဲ့တော့ဖြေပါမလား မဲ ဟမ်โอเคဗျာအဆိုတော့မျိုးကြီးရဲ့ညီရဲ့နာမည် မျိုးကြီးရဲ့ညီရဲ့နာမည် ဟုတ်တယ်ဘာဖြစ် တို့လေး မျိုးလေး မျိုးလေးမှားပါတယ်ခင်ဗျာမျိုးကြီးရဲ့ညီနာမည်တမျိုးကြီးလို့ခေါ်တယ်နော် မျိုးကြီးရဲ့ အစားတောင်အာဖရိကကိုတည်တယ် South Africa တောင်အာဖရိကဆောက်အာဖရိကတားဘူးလေ Okay ဆောက်အာဖရိကမှာမွေးလာတဲ့ကလေးတွေသွားအကြောင်ဘာရော ဟာအချောင်း မွေးခလေးမွေးလာအောင်ဆိုတော့ခလေးတော့မပါသေးဘူးလေခလေးတော့မပါသေးဘူးလေ ဘာမှမပါသေးဘူး လေ အဲ့ဒီပဲရှင်းသေးတယ် ကဲဗျာ တချင်းပါရရ ဘာဖြစ်လဲရှင်းချင်ပါ ဒီပါအောင် တသား ဟုတ်ပါကြီးပဲမကြီးပဲမေးနာပါပဲကြီးပဲ ကြီးပဲ ဟမ် မကြီးပဲကြီးပဲ မကြီးပဲဘေးနာမြက်ပဲဒီစနာမို့တော့တခုပဲ ခုဆိုတာလို့ထင်တာပဲ ကံမကောင်းရောကံမကောင်းရောနဲ့ပြီးတော့မှဆန္ဒဆောက်ပြမို့ဆန္ဒဆောက်ပြမို့ကဲဖွင့်တသားရတော့တရားကို2000ဒီကဲကြောင်း5ကြောင်းစားပြီဒီမိုင်လက်ဆောင်ရ အမွေးရပါရောက်လဲ အမွေးရအမေရ သူမင်းမလေးဒီမှာ ဟုတ်မဟုတ်ဒီမမေးမှာလားကျွန်တော် အဲ့ဒီမှာမားနေပြီဟိုအဲ့တော့အပြာရောင်းကဘယ်နားမှာဝတ်ထားလဲပြန်ရလောလောဆယ်တော့ခုမို့သေးဆန္ဒကတော့ဘာစီးတယ် ရိန်ဒီယာ အဲ စပါဒီယာ ဘာစီးဆုပ်အဲ့ဆုပ်ပါမှာဘယ်နှကောင်ပါလဲ 6ကောင်6ကောင်ပါတယ်၄ကောင်မဲ့ပါတယ် အဲ့နှစ်ကောင်ဘယ်ရောက်သွားမြင်စားလိုက် ဆော့လိုက်ရှုံးသွားတော့ကျောင်းစားဆန္ဒကတော့ကဘာတွေပြီးတာ လက်ဆောင်ပေးတယ်လေ ဒုက္ခတွေပြီးတာဗျာတတောင်းပါမယ်ဘလိုင်းပါပါ ကျင်တာဒါလို့ ဒါအများဆုံးပဲ ဒါလို့ကျင်တာ ဟုတ်ဆိုင်ထဲမှာပါတယ်ဆိုင်ဒီအင်းမီနီမိုင်းနီမောအချုပ်ဝက်ချောပါတော့မတိနဲ့မတိနဲ့နော်မရ လို့ရ မရဘူးမ တရားနဲ့ ဟာ ဒေါ်လာ100လေး နိုင်မပေါက်တယ်အဲ့လိုလူနေတော့မပေးတော့ဘူး
ဆန္ဒကလို့ချစ်တယ်လို့မတုံးကအကျိကြီးអော်ပြအဲ့ဒါကိုရီးယားလိုတုံးကလားအင်္ဂလိပ်လို I love you ပြောတာမှပြောတာပြောနော်အရင်ပြောသလိုပဲစူကြီးပါသလိုပဲ အေးသမီးထထောင်ပြောသေးတယ်လို့အပြိုယူမယ်လို့ ချင်းလေးဆိုရင်လည်းဖောက်လိုက်မယ်ဟူးကဲခရစ်စမတ်မှာအကုန်လုံးလက်ဆောင်တွေလည်းဝယ်ပေးပြီးသွားပြီလက်ဆောင်တွေလည်းဝယ်ပေးပြီးသွားပြီပြီးတော့ဘာမှလည်းမကြံတော့ဘူးဘာမှလည်းမကြံတော့ကျွန်တော်မြောက်ဝင်ရိုးစိုးကျွန်တော်ပြန်တော့မယ်မြောက်ဝင်ရိုးဝင်ပြန်တော့မယ်ဆိုပေမဲ့စွဖားကလည်းလက်ဆောင်တွေပေးပြီးရောင်းစားလိုက်တော့စွဖားလည်းမရှိတော့အဲ့တော့ရှိသူတွေလေးပဲဗမာလူပြန်လိုက်မယ်ဗျာWe wish you a Merry Christmas. Oh, we wish you a Merry Christmas. We wish you a Merry Christmas. A Happy New Year. စွဖားပဲကောင်းပါလေကွာစိုက်ကမကောင်းပါ